အေရဝတီတိုင်းကံကြီးထောင်မြို့နယ်မှာကြံ့ခိုင်ရေးပါတီစီယုံရေးလှည့်လည်နေချိန်လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်ကိုစစ်ကော်မရှင်တပ်နဲ့အုပ်ချုပ်ရေးမှုရဲ့အမားဖြစ်သူမက်ခင်မြတ်ကျော်တို့ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကသတင်းရရှိပါတယ်။ဒါကကျေးရွာအုပ်စုရှိကလေးငယ်ကိုပြီးခဲ့တဲ့နိုဝင်ဘာနောက်ဆုံးပတ်ကဖမ်းဆီးခဲ့ကရိုင်းနှက်နှိပ်စက်ခဲ့ပြီးအခုဒီဇင်ဘာလအတွင်းပြန်လွှတ်ပေးခဲ့တာပါ။ကလေးကပြန်လွတ်လာပါပြီ။ပါးတွေကိုလည်းရိုက်တယ်ခြေထောက်နဲ့လည်းကန်တယ်ပြီးတော့ကြာဖို့နဲ့ရိုက်တယ်လို့သိရတယ်။ဝိုင်းပြီးတောင်းပန်လို့ပြန်လွှတ်ပေးလိုက်တာလို့သိရတယ်။ကလေးကအသက်မပြည့်တဲ့ပြင်ကျန်းမာရေးလည်းမကောင်းပါဘူးလို့ကံကြီးတောင်မြို့နယ်ရှိစစ်ကော်မရှင်တပ်နဲ့နှိစက်သူဒေသခံတူက AR Times ကိုပြောပါတယ်။လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်မှာအသက်14နှစ်သာရှိပြီးအသက်မပြည့်သေးတဲ့အပြင်စိတ်ကျန်းမာရေးမကောင်းသူတူလည်းဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။အသက်မပြည့်သေးတဲ့ကလေးငယ်ကိုဖမ်းဆီးရိုက်နှက်ခိုင်းတဲ့အုပ်ချုပ်ရေးမှုရဲ့အမှားဖြစ်သူမက်ခင်မြတ်ကျော်မှာကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီးကျေးရွာအုပ်စုအတွင်းမဲလာမထည့်တဲ့နေအိမ်ကိုလည်းစစ်ကော်မရှင်တပ်ကိုခေါ်ပြီးဖမ်းခိုင်းမယ်လို့ချိန်ချောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီဖို့နဲ့မဲထည့်ဖို့ARတိုင်း26မြို့နယ်ရှိဒေသခံပြည်သူတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေကြံ့ခိုင်ရေးပါတီဝင်တွေပြူစောထီတွေစစ်ကော်မရှင်တပ်တွေကစီယုံလှုံ့ဆော်နေတယ်လို့စုံစမ်းသိရပါတယ်။